ဒီနေ့မှတော့ညီမလေးကတူဝူးကြော်လေးစားချစ်တဲ့ပြောလို့လှုပ်ကြည့်ဖြစ်ပါတယ်ရှင်ဒီတူဝူးကြော်ကအိမ်မှာလှုပ်စားရင်ဈေးတည်တည်တတ်တာနဲ့တအိမ်လုံးလဲဝဝလေးလေးစားလို့ရပါတယ်ရှင်အရင်ဆုံးမွေးပဲစိမ့်မုံနှစ်ထုပ်ကိုတုတ်ထားပါတယ်ပဲစိမ့်မုံလေးကိုခွဲလေးနဲ့ထည့်ရင်ပဲစိမ့်မုံနှစ်ခွဲဆိုရင်ရေကတော့၄ခွဲထည့်ရပါမယ်ရှင်ပဲစိမ့်မုံတစ်စာရေနှစ်စာတုတ်ရပါမယ်ပန်းမူထဲကိုစားလက်ဖိတ်စားစောတစောနနွေးအနှမ်းငယ်ပြီးရတော့အသားမုံလေးကိုလက်ဖိတ်စားစောတစောစီထည့်ပြီးတော့တမအောင်မွေထားပေးပါမယ်ရေထည့်တဲ့အခါမှာရေလေးကိုနည်းနည်းချင်းစီထည့်ပြီးတော့စိတ်ရှိရှိနဲ့မွေပေးရပါမယ်ရေကတော့တုပ်ခွေထည့်ပြီးတော့ဝေထားပါတယ်ရှင်ဒီအနေထားလေးဆိုရင်ရပါပြီချမ်းနေတဲ့ရေတစ်ခွေကိုအိုးထက်ထည့်ပြီးတော့တက်ပေးပါမယ်တူဝူးကြိုပြီးရင်ထမ်းမဲ့ခွေလေးထဲကိုစီလေးတုပ်ပေးပါမယ်ပြီးရတော့ပန်းမုံကြီးလေးတွေကိုစကားလေးနဲ့စိတ်ပြီးတော့လောက်ထည့်ပါမယ်ရှင်တူဝူးကြိုတဲ့အခါမှာစိတ်ရှိရှိလေးနဲ့မွေပေးရပါမယ်ဒီအနေထားလေးဆိုရင်စီလေးသုံးစုံကိုတစောစီထည့်ပြီးတော့မွေပေးပါမယ်တူဟူးလေးရပြီးဆိုရင်အေးခန့်မခွဲတဲ့ကိုလောက်ထည့်ပေးပါမယ်ရှင်ဒီခွေလေးထဲမှာမိနစ်20လောက်အေးခန့်ထားပါမယ်မိနစ်20ကြာပြီးရတော့ရပါပြီရှင်တူဟူးလေးတွေကိုကိုစားချစ်တယ်လို့အရွယ်စားလေးတွေလိထားပေးပါမယ်ကြောတဲ့အခါမှာအခြေလွဲ့အောက်လို့ဓာတ်အရလေးတွေပေးထားပါမယ်ရှင်ဒါပြီးရတော့တူဟူးလေးစားကြလို့ရပါပြီတူဟူးလေးတွေကိုရွှေဝါရတားလာတဲ့အထိကြိုပေးပါမယ်ပြီးရတော့တူဟူးကြော်လေးနဲ့တွဲစားဖို့မကြီးရီလေးဆက်ဆက်ပါမယ်ရှင်မကြီးရီထဲကိုပြခက်လေးတစ်စောထည့်ပြီးတော့ကြိုပေးပါမယ်မကြီးရီလေးဆူလိုက်ရတော့ရပါပြီရှင်မကြီးရီလေးတွေကိုခဏအေးအေးခတ်ထားပါမယ်ပြီးရတော့ကြေတော့ဖြူနဲ့ကြေထောက်ထားတာလေးထည့်မယ်မယုတ်တိမုံ
စားနဲ့အချုံမုတ်ကိုလက်ဖက်စားစောတစောစီထည့်ပေးပါမယ်ပြီးရတော့တပြာသီးလေး30လောက်ထည့်ပေးပါမယ်ရှင်နောက်ဆုံးမှတော့နန်းနန်းပေလေးထည့်ပြီးတော့စားလို့ရပါပြီဒါဆိုရင်တော့ဈေးတေတေတတနဲ့စားလို့ရတဲ့တူဟူးကြော်လေးရပါပြီရှင်။